မာဟီရိုဆိုတဲ့လူကအာရန်ကမတက်ခတ်နိုင်တော့တာကိုသိလို့သူ့ရဲ့အဆောင်ကိုတုံးပြီးအနောက်ဘက်ကိုလွှင့်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာလီယာဖန်တီးထားတဲ့အကာအကွယ်တွေကိုဖျက်ဆီးလိုက်တဲ့ပြင်အာကီရာရဲ့နောက်မှာရှိနေတဲ့အာမီလီယာကိုလည်းဆွမ်းနဲ့တိုက်လိုက်ပါတယ်။အာမီလီယာကိုထိခိုက်သွားတာမို့အာကီရာကဒေါသတွေထွက်နေပေမဲ့မာဟီရိုကတော့ဂိမ်းမဆိုင်ပါဘူး။အာကီရာကသူ့ရဲ့အဆင့်နဲ့မာဟီရိုကိုမနိုင်ဘူးဆိုတာသိလို့အာမီလီယာကိုဦးစားပေးကာကွယ်ရမယ်ဆိုပြီးတွေးနေတော့မာဟီရိုကတကားပေါက်တွေအကုန်လုံးကိုပိတ်ထားလိုက်ပါတယ်။မာဟီရိုကသူလည်းအရင်တုန်းကဂျပန်မှာရှိခဲ့ပြီးအာကီရာတို့လိုစင့်ခေါ်ခံခဲ့ရတဲ့အကြောင်းကိုပြောတော့အာကီရာတယောက်အံ့ဩသွားပါတယ်။အဲ့ဒီနောက်မှာမာဟီရိုကမော်ဆွမ်းရည်အနေနဲ့တိုက်ခိုက်တော့အာကီရာကအသေးအံရှောင်နေရပြီးနောက်ထပ်ပြလိုက်တဲ့မော်ဆွမ်းတွေကိုရှယ်ရူမက်ဂျစ်နဲ့ဆုပ်ယူလိုက်ရပါတယ်။ဒီလိုနဲ့မာဟီရိုကနောက်ထပ်မော်ဆွမ်းရည်အနေနဲ့တိုက်ခိုက်ဖို့လုပ်တော့အင်အားပြန်ပြေးလာတဲ့နိုင်ကထလာပြီးမာဟီရိုကိုနိုင်တိုက်ဖို့ဆိုရင်သူနဲ့သူဆွဲချမှရမှာမို့တခင်နဲ့ကြုံစာချုပ်ကိုဖျက်သိမ်းဖို့အတွက်အာကီရာကိုပြောလိုက်ပါတယ်။ဒါပေမဲ့အာကီရာကလက်မခံပဲတယောက်အသက်ကိုတယောက်ပေါ်အပ်ထားပြီးနှစ်ယောက်တည်းအတူတူတိုက်ခိုက်ဖို့လုပ်ကြပါတယ်။ဒီလိုနဲ့နိုင်ကတည်သွားတဲ့ဆာရန်ရဲ့ပုံစံကိုပြောင်းပြီးဆာရန်ရဲ့အစွမ်းအတိုင်းအလင်းတူနဲ့ထုချလိုက်ပေမဲ့မာဟီရိုကဒိုင်းနဲ့ကာထားတဲ့အပြင်မော်ဆွမ်းနဲ့ပါပြစ်နေတာမို့အာကီရာတို့ကရှောင်နေရပါတယ်။အဲဒီနောက်မှာအာကီရာကရှယ်ရိုမက်ဂျစ်ကိုတုံးပြီးတိုက်ခိုက်နေတဲ့အပြင်ဆာရန်ကပါအခွင့်အရေးရရင်ဝင်တိုက်ခိုက်တာမို့မာဟီရိုတယောက်အတော်လေးခုခံနေရပါတယ်။နိုင်ရဲ့ပုံစံပြောင်းတာကအချိန်ကုန်တော့မှမို့အဆုံးသတ်ဖို့လုပ်တဲ့အခါမာဟီရိုကအာမီလီယာကိုထိန်းချုပ်ပြီးအာကီရာရဲ့ခန္ဓာကိုယ်ကိုလက်နဲ့ထိုးလိုက်ပါတယ်။မာဟီရိုရဲ့မော်ဆာဝိုင်းကပြစ်မှတ်ပေါ်ကို100%ထိန်းချုပ်ပြီးသူ့ရဲ့စွမ်းရည်ကိုပါထပ်ပေါင်းတာမို့အခုလိုမျိုးထိန်းချုပ်လို့ရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့အာကီရာတယောက်တေကန်နီအခြေအနေကိုရောက်နေပြီးအာမီလီယာနဲ့နိုင်တိုကလည်းစိတ်ပူနေတဲ့အချိန်မှာရှယ်ရူမက်ဂျစ်ကအသက်ဝင်လာပြီးသူ့လိုလိုပြန်ကူပေးပါတယ်။အဲ့ဒီနောက်မှာရှယ်ရူမက်ဂျစ်ကအာကီရာကိုစစ်စတာနဲ့ထိန်းချုပ်တယ်လို့ဖြစ်သွားပြီးမာဟီရိုနဲ့တိုက်ခိုက်ကြပါတယ်။အဲ့ဒီခါအာကီရာကရန်မုတ်တမ်းမှာလွန်တာကြောင့်မာဟီရိုကိုရှယ်ရူနဲ့ချုပ်ထားလိုက်ပြီးအာမီလီယာပေါ်မှာသုံးတဲ့မော်ဆာကွင်းကိုဖျက်ပေးပြီးနောက်ပြန်ဆုပ်ဖို့တတိပေးလိုက်ပါတယ်။ဒါပေမဲ့မာဟီရိုကနားမထောင်ပဲသူ့ရဲ့မော်ဆာကွင်းနဲ့အာမီလီယာကိုတိုက်ခိုက်လိုက်တာကြောင့်အာကီရာကပြေးပြီးကာပေးတဲ့အချိန်ခရိုးရောက်လာပြီးမော်ဆာကွင်းကိုဖျက်ကာခဲ့ပေးလိုက်ပါတယ်။ခရိုးကအသက်ကြီးနေပြီဆိုပေမဲ့သူ့ရဲ့မော်ဆာကွင်းတွေအကုန်လုံးကိုဖျက်ဆီးပြလိုက်တာကြောင့်မာဟီရိုကအခြေအနေမှန်မှန်သိပြီးအာရမ်ကိုခေါ်ကနောက်ပြန်ဆုပ်သွားပါတယ်။ခရိုးကမာဟီရိုနဲ့လီယာကိုသိနေလို့အံ့ဩနေတော့ခန္ဓာကိုယ်ကဒဏ်ရာကြောင့်အာကီရာတယောက်မိလဲသွားပါတယ်။အာကီရာအိပ်ပျော်သွားတာက3ရက်နဲ့5နာရီကြာပြီးနိုးလာတဲ့အခါမှာတော့အာမီလီယာနဲ့နိုင်ကဘေးမှာရှိနေပါတယ်။ဒီလိုနဲ့ခရိုးရောက်လာပြီးအာကီရာနဲ့စကားပြောနေတော့စူကာဆာတို့ရောက်လာတာမို့အာကီရာကအံ့ဩသွားရပါတယ်။တငယ်ချင်းတွေပြန်ဆုံကြတော့ကျိန်စာမိနေတော့ကအကြောင်းတွေကိုပြောကြပြီးတောင်းပန်တဲ့သူကတောင်းပန်နေကြပါတယ်။အာကီရာတက်တာလာတော့အာဆာရှိနာကသူတို့နဲ့ပူးပေါင်းမလားဆိုပြီးမေးတဲ့အခါနိုင်ကအာကီရာမှာသူရှိရင်လုံလောက်တယ်ဆိုပြီးဝင်ပြောလိုက်ပါတယ်။စူကာဆာတို့ရဲ့အစီအစဉ်ကနတ်ဆိုးဘရင်ကိုလိုက်ရှာဖို့ဖြစ်ပြီးသူတို့မှလက်ဆုပ်လက်ကင်ပြကြရှိရင်ဘရင်နဲ့ညှိနှိုင်းပြီးအိမ်ပြန်ဖို့ပဲဖြစ်ပါတယ်။အာကီရာကသူတို့အားလုံးထပ်ပူတမ်းမာတာမို့အတူတူပူးပေါင်းမှုတောင်းဆိုနေတာဖြစ်ပြီးအာကီရာကတော့သူ့မှာပြဿနာလေးတွေလည်းရှိတယ်လို့ဘရင်နဲ့ညှိနှိုင်းမှုဆိုတာလည်းမဖြစ်နိုင်ဘူးဆိုပြီးပြောလိုက်ပါတယ်။အာကီရာကလည်းအိမ်ပြန်ခြင်းနဲ့ဆိုပေမဲ့ဒုတိယဆင့်နတ်ဆိုးကတယ်လီပို့စကွင်းတွေကိုဖန်တီးနိုင်တာမို့သူနဲ့အရင်ဆုံးစကားပြောရမယ်ဆိုပြီးရှင်းပြနေတာကိုအာမီလီယာကမျက်နှာမကောင်းပဲနားထောင်နေပါတယ်။သူကိစ္စပြီးသွားလို့အားလုံးနဲ့ပူးပေါင်းခဲ့ရင်တော့မှသူ့စီကနေအကာအကွယ်ရဖို့မျှော်လင့်နေဆိုပြီးအာကီရာကထပ်ပြောလိုက်ပါတယ်။အဲ့ဒီချိန်အာမီလီယာကအပြင်ကိုထွက်သွားတာမို့အာကီရာကလည်းလိုက်သွားပြီးကြံခဲ့တဲ့လူတွေကတော့အာကီရာပေါ်ကိုစိတ်တိုင်းမကျပဲဖြစ်နေပါတယ်။အာကီရာကအာမီလီယာရဲ့နားကိုရောက်တော့တနေ့မှသူတို့ခွဲရမယ်ဆိုတာသိပေမဲ့အဲ့ဒီနေ့ရောက်လာမှကိုကြောက်နေတဲ့အကြောင်းအာမီလီယာကပြောပြပါတယ်။အဲ့ဒါပြီးတော့မာဟီရိုရဲ့ထင်းချုံမှုနဲ့အာကီရာရဲ့ရှင်ဘက်ကိုထိုးခဲ့မိတာကိုတောင်းပန်နေဆိုပေမဲ့အဲ့ဒါကသူ့ကိုပြောစီတယ်ဆိုပြီးအာမီလီယာကထပ်ပြောပြပါတယ်။ဘာလို့လဲဆိုရင်အာကီရာကသူ့ရဲ့ကဘာကိုပြန်သွားတဲ့အခါအာမီလီယာကိုမေ့သွားနိုင်နေဆိုပေမဲ့သူမှပေးခဲ့တဲ့အမာရုပ်ကိုတော့ဘယ်တော့မှမေ့မှာမဟုတ်တာကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒီခါအာကီရာကသူတို့ကဘာမှာဆိုရင်အနာဂတ်ကိုအတူမျှဝေမယ်ဆိုပြီးကတိပြုထားတဲ့အမျိုးသားနဲ့မျိုးသမီးကဘယ်ဘက်လက်သက်ကျဲမှာလက်စွပ်ဝေးကြတယ်ဆိုပြီးရှင်းပြပါတယ်။ဒါပေမဲ့အခုကလက်စွပ်မရှိတာကြောင့်အာကီရာကအာမီလီယာကိုခြေချောင်းပြောကသူ့ရဲ့ဘယ်ဘက်လက်သက်ကျဲကိုဓာတ်နဲ့လက်စွပ်ပုံစံလှီးလိုက်ပါတယ်။အဲ့ဒီခါအာမီလီယာကလည်းအာကီရာကိုပို့ချရတဲ့အကြောင်းပြောပြပြီးနှစ်ယောက်သားလက်စွပ်ပုံစံလှီးလိုက်ရင်ကတိပြုလိုက်ကြပါတယ်။အာမီလီယာရဲ့ဆူတောင်းကသူ့ကိုမေ့မသွားဖို့မထားခဲ့ဖို့နဲ့သူတယောက်တည်းကိုပဲကြည့်ဖို့ဖြစ်ပြီးအာကီရာကလည်းအဲ့ဒီဆူတောင်းတွေကိုပြည့်အောင်ဖြည့်ပေးမယ်လို့ကတိပေးရင်ဇလန်လေးကစောင့်သက်သွားပါတယ်။